တမနစ်ကိုမြန်မာငွေ300လောက်အထိရရှိခဲ့တဲ့နေ့မှာပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျ။ Highlight မြန်မာ Sport ရဲ့ Facebook စာမျက်နှာနဲ့ YouTube Channel ကနေပြန်လည်ပြီးတော့မှကြိုးဆိုပါရစေ။ကမ္ဘာဘောလုံးလောကရဲ့တပိုင်းတစ်လျှောက်မှာငွေကြေးချမ်းသာဆုံးနဲ့ဈေးကြီးဆုံးကစားမတွေအကြောင်းပြောရင်ဘရာဇီးကျဲပွင့်နေမာကိုခြံထားလို့မရပါဘူး။သူပြင်တော့သူကဘာစီလိုနာမှာကစားခဲ့တဲ့အချိန်တွေဟာသူ့ရဲ့ကစားမဘဝအမြင့်ဆုံးအချိန်ဖြစ်တယ်လို့သူ့ရဲ့ဝင်ငွေကလည်းတာမန်လူတွေစိတ်ကူးရင်လို့တောင်မှမရတဲ့အနေအထားမှာရှိခဲ့တာပါ။ဟုတ်ပါတယ်ဒါကပုံမြင်မဟုတ်ပေတကယ်ကိန်းဂဏန်းအချက်လက်တွေပါနေမာကဘာစီလိုနာမှာရှိစဉ်ကသူ့ရဲ့အခြေခံလစာအပြင်စုပ်ကြီးပြီးတော့ကမ္ဘာကျော် brand တွေဖြစ်တဲ့ Nike, Red Bull, Gillette တို့စီကနေရရှိခဲ့တဲ့ကြော်ညာတွေကိုစုပေါင်းတွက်ချက်ကြည့်မယ်ဆိုရင်တော့သူကတမနစ်ကိုပြန်မျှ459ပေါင်ခန့်ရရှိနေတာပါမြန်မာငွေဈေးနဲ့တွက်ချက်မယ်ဆိုရင်တော့တမနစ်ကိုမြန်မာငွေ300ဝန်းကျင်ရှိနေတာပါဆိုလိုတာကတော့နေမာကညဘက်8နာရီကြာအိတ်ဆက်နားယူနေတဲ့အချိန်မှာတောင်မှသူ့ရဲ့ဘဏ်အကောင့်ထဲကိုမြန်မာငွေသိန်းပေါင်း9600ကျော်အလိုလျောက်စီးဆင်းနေခဲ့တာဖြစ်ပါတယ်နေမာက2019ခုနှစ်မှာဘာစီလိုနာကနေ PSG ကိုပြောင်းရွှေ့ခဲ့တဲ့အချိန်မှာယူရို122တန်းဆိုတဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့အတူကမ္ဘာဈေးကြီးဆုံးကစားမဖြစ်သမိုင်းမှတ်တမ်းရေးထိုးခဲ့တာပါ။အဲဒီပမာဏဟာဘောလုံးလောကရဲ့ဈေးကွက်ကိုတပတ်ရစ်ပြောင်းလဲသွားစေခဲ့တာပါ။အဲလိုဈေးကြီးပေးဝယ်ရတဲ့နောက်ကွယ်မှာသူ့ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်တွေမကဘဲနဲ့သူ့ရဲ့နာမည်ကိုအသုံးချပြီးတော့ပြန်လည်ရရှိလာမဲ့စီးပွားရေးအကျိုးမြတ်တွေကလည်းအလွန်တရာကြီးမားလွန်းတာကြောင့်ဖြစ်ပါရီ။တင်မြတ်တောင်တစ်ချက်ခတ်လိုက်တိုင်းအသက်တစ်ချက်ပြင်းပြင်းရှူလိုက်တိုင်းနေမာကအပေါင်း40ခန့်မြန်မာငွေ30နီးပါးရှာဖွေထားပြီးသားဖြစ်နေပါလိမ့်မယ်။ဘောလုံးပွဲရဲ့မိနစ်90အတွင်းမှာနေမာကအပေါင်း4100ကျော်မြန်မာငွေ18000ဝန်းကျင်ရရှိနေခဲ့တာပါ။ဒါကလူလက်တန်းသားမိသားစုတစ်ခုရဲ့နှစ်ပေါင်းများစွာစုဆောင်းငွေကြေးထက်တောင်မှပိုများနေပါသေးတယ်။နေမာကိုလူတွေကသူ့ရဲ့ကစားဟန်သူ့ရဲ့ lifestyle တွေကြောင့်ဝေဖန်ကြတာတွေရှိနိုင်ပေမဲ့သူဟာစီးပွားရေးရာကတော့အရန်ကိုအောင်မြင်ခဲ့တဲ့ brand တစ်ခုဖြစ်နေတာညင်လို့မရပါဘူး။ဘာစီလိုနာမှာသူပြသခဲ့တဲ့ခြေစွမ်းဟာကမ္ဘာအဆင့်ဖြစ်ခဲ့သလိုအဲ့အတွက်သူရရှိခဲ့တဲ့ဂျိုးခံစား권တွေကလည်းကမ္ဘာထိပ်တန်းအဆင့်မှာရှိနေခဲ့တာပါ။နေမာရဲ့တမနစ်စာဝင်ငွေ300သာတင်းစီမှာရှိမယ်ဆိုရင်တင်ပထမဆုံးပါလုပ်ပါမလဲ။အခုလိုမယုံနိုင်စရာဘောလုံးလောကရဲ့ငွေကြေးစီးဆင်းမှုတွေအကြောင်းကိုထပ်ပြီးသိကျင်သေးရင်တော့ comment မှာမေးမြန်းပေးသွားခဲ့လို့ရပါတယ်ခင်ဗျာ။